မို့မာလေးဟိုးရင်နေရအိမ်မက်တစ်ခုရှိတယ်အစားတွေအများကြီးစားနိုင်တယ်ကြည့်ရလိုမျိုး YouTuber တယောက်ဖြစ်ချင်ခဲ့ရပါမို့ food blogger လောက်ရတဲ့ရွေချက်ကလည်းလေဆိုင်တွေကို review ပေးရမဟုတ်ဘဲနဲ့မို့အားရပါရစားတာကိုမြင်ပြီးတော့လူတိုင်းကိုအစားစားခြင်းစိတ်ဖြစ်စေချင်တာမို့ကအစားတောက်ကောင်းတွေကိုစားရတာအရင်လေသဘောကျတယ်ဟိုရှိမှာအစားတောက်တွေရောက်လာပြီဆိုလို့ရှိရင်လေမစားဘဲနဲ့မနေနိုင်အောင်တကယ်အပီးပြင်းဆွဲလိုက်ရမှကိုနေတာထိုင်တာရှိသွားတယ်ကိုရီးယားပဲခောက်ဆွဲတော်တော်များများစားဖို့တယ်ဒါပေမဲ့တပွဲကုန်အောင်ဘရောမှမစားနိုင်အောင်ချို့အီမို့လို့ဒါပေမဲ့မို့ခုစားနေတဲ့ပဲခောက်ဆွဲကိုအီမဲလို့ထင်လားနိုးနော်တပွဲကုန်တာတော့မှလေမို့ထပ်မှာခြင်းသေးရဲ့တော်တော်ကိုစားလို့ကောင်းတာကိုရီးယားကရဲရလို့ပဲခောက်ဆွဲကိုလေပါဇက်ဘေးမှာပေပွနေအောင်လို့စားခြင်းတာအခုမှပဲဆန္ဒပြေတော့တယ်လုံးဝကိုမအီသွားတာကွယ်မြန်မာရဲ့ရှာနဲ့အန်ကိုက်ဖြစ်အောင်လို့ချက်ပေးထားတာသူ့ရဲ့ပဲအနစ်ခက်ပစ်ပစ်လေးနဲ့ခောက်ဆွဲလေးနဲ့စားရတာတော်တော်လေးကိုစိတ်ပြီးတော့ရတာရှိသူ့မှာပါရဲ့ကိုရီးယားငုတ်ဒီမုတ်လေးနဲ့နေပြီးတော့မုံလာဦးကင်ချီလေးနဲ့စားလိုက်ရင်တော့အိုးတလုံးဆိုတလုံးရှယ်ပဲတိလားဒါလေးကတော့ငရှင်းဟင်းရေးချိုထန်းဖြစ်ပါတယ်ငါ့ကိုချိန်ပြီးတော့မှအသီးရွက်တွေနဲ့တည်တည်ချာချာလေးကိုရီးယား US တိုင်းချက်ထားဖြစ်တဲ့အတွက်ကြောင့်မို့လို့မညီပဲနဲ့အားလေးရှိပါတယ်ကိုရီးယားမှာဆိုလို့ရှိရင်လေလူကြီးပိုင်းတွေတော်တော်လေးနဲ့ချိုက်စားကြတယ်ငရှင်းကအားရှိရဲ့အတွက်ကြောင့်မို့လို့ငါးညီနဲ့လည်းမပြင်းလို့ဒီဟင်းချိုလေးကိုစားကြည့်ပါထမင်းဖြူလေးနဲ့စားရင်တော်တော်လေးကိုစားလို့ကောင်းပါတယ်ပြီးတော့လေ stew menu ထဲမှာဒီလိုမျိုးထမင်းဖြူလေးတစ်လုံးတွဲပါပါတယ်ဒါလေးကတော့မို့လို့ကိုရီးယားကားတွေကြည့်လို့ရှိရင်အများကြီးတွေ့နေကြပက်ပီဆက်ဟင်းချိုလို့လည်းခေါ်တယ်သူကကြတော့တဘာဝအတိုင်းချေပေါက်ထားတဲ့ပဲနဲ့ဝက်သားနဲ့အသီးရွက်တွေနဲ့ရောပြီးတော့ချက်ထားတာပက်ပီဆက်ဟင်းချိုလေးကလေအနက်မွမွေးလေးနဲ့ထမင်းဖြူလေးနဲ့စားရင်တော်တော်လေးစားလို့ကောင်းတယ်ပြီးတော့ကိုရီးယားရိုးရဟင်းတွေကကျမရေးအတွက်လည်းကောင်းတယ်အစာချေရကောင်းပြီးတော့အာဟာရလေးဖြစ်ပါတယ်ဒါလေးကတော့ကျမအစားခြင်းဆုံး YouTube မှာအမြဲတမ်းမပန်ကားကြီးဆဆပြနေတဲ့ raw marinated shrimp လေးပေါ့နော်ကိုချူချန်အနစ်နဲ့ပစုံအစိမ်းနဲ့ကိုတတိချာချာလေး marinate လုပ်ထားတာမို့ကတော့အပေါ်မှာကျုပ်အနစ်လေးတင်ခိုင်းထားပါတယ်စားရတာလုံးဝမညီပဲနဲ့ပစုံအစိမ်းတုပ်ကြိုက်တယ်ဆိုလို့ရှိရင်တော့စားကြည့်တဲ့နဲ့ကိုချူချန်အနစ်ရဲ့ချိုလေးနဲ့ပစုံကချိုလေးဆိုလေးစားရတာထုတ်နဲ့တော်တော်လေးကိုစားလို့ကောင်းတယ်ပစုံသားတင်းတင်းအီလေးကိုလေးတေချာလေးနှပ်ပေးထားတာချိုစိမ့်လေးနဲ့ထမင်းဖြစ်ပူလေးနဲ့စားလိုက်ရင်တော့လုံးဝရှယ်ပဲကျူမပန်ကားလို့ပစုံကောင်းလေးကိုဆုပ်စားဖို့လည်းမမေ့နဲ့နော်ဒါလေးကတော့ spicy duck ပါမာလာချက်ချောက်လေးပါကိုရီးယား style မာလာအနစ်စော်နဲ့ချက်ချောက်ကိုအရသာစိတ်ဝင်အောင်ချက်ထားတာပါချက်ချောက်ကလေတော်တော်လေးနူးညံ့ပြီးတော့အယိုးဖယ်ရလဲလွယ်တယ်ပြီးတော့သူ့ရဲ့ sauce အရသာအရင်မဆက်ပဲနဲ့စားလိုက်တာနဲ့လေရက်လို့မရအောင်သူ့ကိုလေးဆိုဂျူးဘီယာတို့မကောလီတို့နဲ့တွဲပြီးတော့မြင်တော်တော်လေးလိုက်တယ်ကဲကိုရီးယားကကြည့်လို့ရှိရင်အကြိုက်ဆုံးအမှုဖြစ်ဟင်းရင်လို့နာမည်ကြီးရဲ့သူကအရက်တောက်ပြီးလို့ရှိရင်နောက်နေ့မှာရင်ထဲရှင်းဝအောင်လို့တောက်ရတာပေါ့နော်ပေါက်ခဲချန်ကူလို့ခေါ်တယ်သူကကြတော့အာဟာရပြည့်ဝပြီးတော့အရသာရှိပြီးတော့ green နဲ့မှာတော်တော်လေးကိုရှင်းသွားတယ်ဝက်ကြောရိုးစစ်စွပ်ပြုတ်လေးပါဒါလေးက beef နဲ့လည်းရတယ်ဒီ menu လေးဆိုလို့ရှိရင်လေအခုမှဆိုင်မှာ menu အသစ်ထွက်ထားတာပေါ့နော်ဟင်းလေးကလေ green ရှင်းပြီးတော့တော်တော်လေးတောက်လို့ကောင်းတယ်ဝက်ကြောရိုးမှာလည်းအသားရည်ပါတဲ့အတွက်ကြောင့်မလို့ဒီစွပ်ပြုတ်တဲ့ထမင်းပူလေးထည့်ပြီးစားရင်လည်းတော်တော်လေးကိုစားလို့ကောင်းပါတယ်ဆိုင်ရှင်ကလည်းကိုရီးယားလူမျိုးဖြစ်ပြီးတော့ကိုရိုင်းချက်ထားတဲ့မကောလီလည်းရပါတယ်မကောလီကိုမှသူကအတီးအရသာလေးနဲ့ရရဲမွား original လေးမှာတောက်ခဲ့ပါတယ်အစားစားနေရင်လည်းဒီမကောလီတောက်ရတဲ့အရသာလေးရင်းနဲ့ကိုအေးပြီးတော့လေတော်တော်လေးတောက်လို့ကောင်းတယ် K-drama ကြီးကြည့်ပြီးတော့မကောလီအရင်တောက်ချင်နေတာအခုကျမအဝါတောက်ခဲ့ပါတယ်ဒါလေးကတော့ squid barbecue ပါဘေးမှာတော့ဒီကိုရီးယားပဲပင်ပေါက်ကြီးပေါ့နော်ပဲပင်ပေါက်ကြီးတွေကအကြီးကြီးပဲကိုရီးယားပဲပင်ပေါက်ကလေတော်တော်စားလို့ကောင်းနေသီလားကင်းမွန်ကလည်းချိုဆက်လေးနဲ့ဒီပဲပင်ပေါက်လေးနဲ့တွဲစားလို့ရှိရင်အရန်စားလို့ကောင်းတယ်ထမင်းပြပူလေးနဲ့ဆိုရင်တော့ပြောစရာကိုမလိုတော့ရှက်ကောင်းမကောလီနဲ့မြည်မယ်ဆိုလို့ရှိရင်တော့ဒီ menu လေးကလုံးဝရှယ်ပဲနော်ဒါလေးကတော့အခုမှအသစ်ထွက်ထားတဲ့ menu လေး gamja jong နဲ့အာလူကိုတည်တည်ချာလေးအရသာနေပြီးတော့ဒီလိုမျိုး pancake လိုမျိုးလေးပြပြလေးကြော်ထားတာပေါ့နော်ချိုလေးကြော်ထားပေမဲ့ဝါလိုက်တာနဲ့လည်းအာလူအရသာကိုလေးတည်တည်ချာလေးရရဲပြီးတော့သူ့ရဲ့ဘေးနာ sauce လေးနဲ့တွဲစားတော်တော်စားလို့ကောင်းတယ်။တဘာဝအတိုင်းထုတ်လုပ်ထားတဲ့ဒေတာထော့ဝိုင်းနဲ့ပေါင်းဆက်ဖန်တီးထားတဲ့ high ball လေးလည်းရပါတယ်။ဆက်ပြီးအရသာနဲ့မမအရသာနှမျိုးရှိရမွားမမအရသာလေးတောက်ခဲ့ပါတယ်။ဝိုင်းကသွေးလေပတ်မှုအတွက်လည်းကောင်းတယ်။အုံနောက်ကျမရေးအတွက်လည်းကောင်းတယ်။ကိုခံအားလည်းတိုးစေပါတယ်။သူကလေတစ်နေ့ကိုတင်းတလောက်တောက်ပေးလို့ရှိရင်လည်းအစာချစ်စနစ်ကိုအားကောင်းစေပါတယ်။ဆိုင်လေးရတော်တော်လေးတက်ရဲ့တန်ရှင်းနဲ့ table wine တွေလည်းအများကြီးရှိတယ်။မျိုး Korea style ကုတ်ပြဝိုင်းလေးနဲ့လည်းအပေါ်မှာထိုင်လို့ရတယ်လို့ဒီလိုမျိုး private table wine လေးတွေလည်းရှိပါတယ်။ဆိုင်လေးကတော့တာမွေမျိုးနဲ့ဥချစ်မောင်အိမ်ရဥချစ်မောင်လမ်းထဲမှာရှိပါတယ်။ Green Leaf Hotel ရဲ့ ground floor မှာပါ။ဆိုင်ခွဲပေါင်းအားလုံး3ဆိုင်ရှိပြီးတော့တောင်းကလာပါနဲ့မရန်ကုန်မြို့နယ်မှာလည်းဆိုင်ခွဲလေးတွေရှိပါတယ်။ Korea fruit lover ဆိုလို့ရှိရင်တော့ဒီဆိုင်လေးကိုမဖြစ်မနေသွားစားကြည့်ပါ။ရန်ကုန်စားလို့ကောင်းပါတယ်။ဒီနေ့တော့ဒီလောက်ပါပဲရှင်အားလုံးပဲပါပါ I love you